ဝိပဿနာရှုပြီဆိုလို့ရှိရင်ဘယ်ကစတော့ဆိုလို့ရှိရင်သဘာဝလက္ခဏာစ individual လက္ခဏာကိုသိချာမိအောင်တတိကကိုယ်ပိုင်လက္ခဏာလေးတွေကိုမသိပဲနဲ့ချစ်တယ်ပြက်တယ်သွားလို့မရသေးဘူးအတွေးအဖြစ်အတွေးအပြက်သွားဖြစ်လိုက်ဟောမမြဲတဲ့သဘောသွားစဉ်းစားရင်အတွေးထဲမှာပေါ်တဲ့မမြဲတာပဲဖြစ်တယ်သစ္စိကထပရမတ္ထလို့ဆိုတဲ့တကယ်ကိုကိုယ်တိုင်သိတဲ့ပရမတ္ထအနှစ်လက္ခဏာသိအောင်စိုက်နေတယ်အဲ့ဒါဆိုရင်ဝိပဿနာဉာဏ်မဖြစ်သေးဘူးဝိပဿနာဉာဏ်ဆိုတာမှန်ကန်တဲ့အတွေးကဝိပဿနာကိုခြေဆုပ်ပြုတ်ပေမဲ့လို့တကယ်ဝိပဿနာအစစ်ဆိုလို့ရှိရင်တကယ်ဖြစ်နေတာကိုတကယ်မြင်တဲ့ဟာမှာဝိပဿနာအစစ်လို့ပြောတာနော်ဒါကိုပဲပရမတ်မြင်တယ်လို့ပြောတာနော်သစ္စိကထတကယ်မှန်ကန်တဲ့သဘောပရမတ္ထလုံးဝပြောင်းလဲမှုမရှိတဲ့တကယ်အစစ်အမှန်သဘောအဲ့ဒီသဘောကိုမြင်ဖို့မြင်ရတဲ့အနေအထားတရားရှိတွေးကြည့်တဲ့အတွေးဟာအမှန်မဟုတ်ဘူးစိတ်ထဲကပုံဖော်ထားတာဖြစ်တယ်ဟုတ်စိတ်ကပုံဖော်ထားတာတွေကပုံဖော်ခြင်းတို့ဖော်လို့ရတာပဲဒါအမှန်တရားပဲဟုတ်တယ်စိတ်ကူးနဲ့ပုံဖော်ထားတာတွေကအမှန်တရားမဟုတ်ဘူးတခါတည်းပကြီးတွေကစိတ်ကူးနဲ့ပုံဖော်တာမဟုတ်လားပကြီးပုံဟာစိတ်ကူးနဲ့ပုံဖော်ထားတာဓာတ်ပုံရိုက်ယူတဲ့အခါကျတော့စိတ်ကူးကပုံဖော်တာဟုတ်ကဲ့မဟုတ်ဘူးအရှိကိုရိုက်ယူတဲ့ဟာမျိုးပရမတ်ဆိုတာတကယ်အရှိတကယ်အသိနဲ့သိတဲ့ဟာမျိုးမှာပရမတ်အဲ့တော့တွေးပြီးတော့ကြည့်တာမျိုးကမှန်ကန်တဲ့အတွေးဆိုရင်6ခုပြုပါမပြုဘူးပြောတာ6ခုပြုမှန်ကန်တဲ့အတွေးနဲ့တွေးလို့ရှိရင်6ခုဖြစ်တယ်သို့တော့အဲ့ဒီအတွေးတင်ဆိုလို့ရှိရင်အသိဉာဏ်မဟုတ်သေးဘူးပေါ့ဒါကြောင့်မို့ဝိပဿနာရှုပြီဆိုလို့ရှိရင်နံပါတ်1ဘာအစသဘာဝတရားကိုရှုတော့မယ်ဆိုလို့ရှိရင်ရုပ်ကိုမြင်အောင်ကြည့်မယ်နာမ်ကိုမြင်အောင်ကြည့်သို့မဟုတ်ခန္ဓာကိုမြင်အောင်ကြည့်တယ်ဝေဒနာကိုမြင်အောင်ကြည့်ခန္ဓာဝေဒနာဆိုတာဘယ်ပုံစံနဲ့မြင်ရမှာတော့လို့ဆိုလို့ရှိရင် individual characteristic လို့ခေါ်တဲ့သဘာဝလက္ခဏာရှုတော့ကြည့်ရတယ်ခန္ဓာလေးကိုကြည့်လိုက်တာနဲ့ဘာသွားတွေ့လို့ဆိုစိတ်နဲ့အာယုံနဲ့တွေ့ပြီးတဲ့သဘောပါလားစိတ်နဲ့အာယုံတွေ့အောင်ဆက်သွယ်ပေးတဲ့သဘောပါလားဆိုတာလေးကိုသွားပေါ်အဲ့ဒါဟာဘာကိုသိတာတော့လို့ဆိုခန္ဓာကိုသိတယ်သို့မဟုတ်ခန္ဓာကိုသိတာဘယ်ရှုတော့မှသိတာလဲဆိုခန္ဓာရဲ့ characteristic လက္ခဏာရှုတော့မှသိတာဘာလို့လဲဆိုကိုမှတ်တာကအနီနဲ့သွားမှတ်တာကိုအဲ့သဘာဝလက္ခဏာတွေမှာလည်းပဲထို့တူပဲသဘာဝတရားတွေကိုသိချင်ပြီဆိုလို့ရှိရင်ထိုသဘာဝတရားတွေရဲ့တွင်ပြင်လက္ခဏာကနေမှတ်တာတဲ့ခန္ဓာကိုတွေ့တယ်ဆိုရင်အာယုန်နဲ့စိတ် contact လုပ်ပေးတာ contact လုပ်ပေးတယ်ဆက်သွယ်ပေးတယ်ဆိုတဲ့သဘောစိတ်ဟာအာယုန်ပေါ်မှာသွားပြီးတော့ထိကြိုက်တယ်ထိရောက်တယ်ဆိုတဲ့သဘောဝေဒနာကိုသိရင်အာယုန်ဤရတာကိုခံစားတယ်တွေးကြုံရှိတယ်ဆိုတဲ့သဘောသင်ညာကိုသိရင်အာယုန်ကိုအမှတ်အားဖြင့်သိတယ်ဆိုတဲ့သဘောဒါလေးတွေကိုသွားတွေ့တယ်နာမ်ကိုတွေးလို့ရှိရင်လည်းချုံငုံပြီးတော့နာမ်ဆိုတာအာယုန်ရှိတဲ့ဘက်ညွတ်ညွတ်သွားတဲ့သဘောပါလားဒါတော့မဆိုအာယုန်ဘက်ကိုသူကဥလက်ပြီးတော့သွားတာနာမ်ရဲ့သဘောပါအာယုန်ရှိတဲ့ညွတ်တယ်လို့ဆိုတာအာယုန်ရှိတဲ့ဘက်ကိုအမြဲတမ်းမျက်နှာလှည့်နာမ်ရဲ့သဘောပါဒါကြောင့်မို့လို့ကိုယ်စိတ်လေးဟာစိတ်လေးကိုအာယုန်ပြုပြီးတော့ဘုဒ္ဓနာမှာဖြစ်တဲ့စိတ်စေတသိက်လေးတွေကိုအကဲခတ်ကြည့်နေလို့ရှိရင်အာယုန်ရှိတဲ့ဘက်ကိုသွားနေတာအာယုန်ကိုရှားနေတဲ့ပုံစံမျိုးပဲ